ပေါင်ကားပြီးဖြဲပါပြလိုက်ဦးမှာနော်တေးချာကြည့်တာ I don't know who you are and I don't know why you followed me but I love you Okay okay ကိုကို ဗျဗျ အဘအဘ မွ တဲတုံးလေးကိုဘလောက်ထိချစ် ညာကြီးချစ်ညာကြီးချစ် တဲစားခြင်းများဝဲကျွေးရေး ကိုအေးကိုအေး တဲသွားခြင်းများလိုက်ဖို့ရေး ကိုအေးကိုအေး တဲဆိုပြီးစိတ်ကောက်ရင် အချက်ချင်းချော့ချက်ချင်းချော့အဲ့လိုရဲစကားလားမသိဘူးဗျ ဟုတ်ပါတယ်ဗျ ကျွန်တော်ပြောတဲ့အတိုင်းအဲ့ဒီဘုံဘုံကြားရတာမသိ ကြားပါတယ်ဗျ အတန်ရောကြည့်ရလားမသိ ကြည်ပါတယ်ဗျဘာများကူကြည်ပြရလဲဗျ ဟုတ်ဘာမှမဟုတ်ကျွန်တော်ဒီဖုန်းဝယ်ပြီးအတန်ဆန်းကြည့်ရဟုတ်လား ပြန်ဆန်းတာမင်းပထွေးတီသွားဆန်း 撞了一发。 ဟဲ့ငယ်ကဒီမဲ့ငါအင်းကြီးလက်လာလေးဝတ်တာဟာပြီးတော့မြမဆန်ဆန်လေးဘယ်လိုလဲငါလှလား ငါမှဒါတော့မသိချာကြည့်နေရဒီနေ့ပိုလာနေပါလား အေးဟာငါလည်းလေလှကျင်လို့ဒီမဲ့ချက်ကန့်နေအောင်အသက်ရှူချက်ပြီးဝတ်ထား ဒါပေမဲ့နင်တစ်ခုလုံးနေတာ ဟဲ့နင်လဲဘာလို့လဲဟာဒီမှာငါသပင်တွေရောအင်းကြီးရောတေချာလောက်ထားပါ နင်နိုးကပြန်နင်နိုးကပြန်哎呦我的妈 မင်းကမင်းငါ့ကိုမရိုက်ပါနဲ့တော့ကွာငါမင်းကိုညာတော့ကွာ ရှင်မမပြောတော့ ငါမမှန်ပြောပါနဲ့မင်းကိုရရလာလာကုန်ပေးပါလေကွာ အဲ့ဒါဆိုရာသာထောက်တော့တရေခွဲမထုပေးခဲ့ရတော့ နေရမှုပေါင်ကားပြတယ်အမေနေရမှုအရင်ပေါင်ကားပြရအောင်မယ်ပေါ့လေနော်ရုံးမယ်ဆိုလဲကားပြမယ်ကားရုံနေမကောက်ပေါင်ကားပြီးဖြဲပါပြလိုက်ဦးမှာနော်တေးချာကြည့်တာငါစနေရမဟုတ်ဘူးနော်စနေရမဟုတ်ဘူးကားပြောကိုဖြဲပြအောင်မှာထိုင်ရက်တော့ဖြဲမပြတော့ထိုင်ရက်တော့မကားပြတော့ပြောထိုင်ရက်ကားပြရင်မွေးမြေပေါ်ဆိုလေနော်အဲ့ဒါမလို့မတက်လေးရက်ပြီးတော့ကားပြီးဖြဲပြမယ်တေးချာကြည့်တာနော်ညက်တောင်မခတ်နဲ့နော်ညက်တောင်မခတ်နဲ့ထမလုတ်ခိုင်းနဲ့ပေါင်ညောင်းနဲ့ကားလိုက်ပြီနော်โอเคဖြဲပြမယ်နော်တေးချာကြည့်တာနှစ်ချမ်းနဲ့မဟုတ်ဘူးရှစ်ချမ်း10ချမ်း12ချမ်းတော့ပြင်းပြင်းကိုကွဲသွားနော် 撞了一发。 ဟိုင်လောကမှာငါမိမအလှဆုံးလို့အလှဆုံးပြောတာငါဘယ်သူစောက်ညစ်စားရ ရောဘေးရတယ်ဘူးဘူး ငါရဘူးလို့ဒီလိုပြောတာမဟုတ်လှလို့လှတယ်ပြောတယ် ကျန်တဲ့ဘူးဘူးပဲယူသွားလိုက်တော့ အဲ့တော့ငါအညီဖို့မရှိသေးဘူးနင်ဘယ်လိုမြောက်ပြောအောင်ပါ အေးရှောဘုံ အဲ့မင်းသမီးငါမှမကြိုက် ခင်ဝေးပါ ရုပ်နဲ့တန်ရပြော ဘာ အဲ့မင်းသမီးမင်းမလားလို့ပြောတာ အဲ့လိုလုပ်တာတော့ဘာလို့ကြိုက်တာလဲ ကျူသေးရန်ကုန်မရှိချိုးရမင်းတို့ပြောကကြွယ်ပါတယ်တော်လာတဲ့ငါမမဘူးညံ့နေဘယ်တစ်ခေါက်ရောက်လာခဲ့အတင်းလုံးလိုမြည်ယူသွားတယ် 撞了一发。 ညီမ TikTok တွေကိုကြည့်နေရကြပြီအားပေးသူလည်းများတယ်ဟိုလိုက်နေရတယ်ပေါ့နော်ညီမကိုသဘောကျတယ်ညီမခွင့်ပြုမယ်ဆိုရင်ကိုညီမနဲ့ဟိုကားကြီးတကားလို့ဆန်းရိုက်ချင်တယ် အာအကိုကလေညီမအဲ့လောက်မဟုတ်ပါဘူး ဟုတ်တယ်ညီမဆိုရင်ဖြစ်မှာ ဟာအကိုကလေညီမရှက်တော့ရှက်လာပြီ တကယ်တော့အခုကဒါညီမတို့အရေးချင်းရှိတဲ့လူတွေကိုအခုကဒီဥစ္စာလုပ်တာပေါ့နော်မြေတောင်မြောက်ပေးချင်တာပေါ့နော် Okay okay ဒါနဲ့အကိုတို့ကလေဘာကားတွေရိုက်မှာလဲ လောဆယ်ကားကြီးကတော့၄ကားရှိတယ်ညီမနောက်ပြီးတော့ဒီလိုက်တော့က3စီးရှိတယ်အင်ဂျီကတော့2စီးပဲရှိတယ်စိတ်မပါဘူးညီမ body ပဲရိုက်ရမှာ ပါချလိုက်လို့